ဒီနေ့မှာချစ်ကလေးတို့ကိုကြက်တုံနီရဲ့ခေါင်းကျိုးနဲ့ဆိုးဖြစ်တွေဆေးဖက်ဝင်ပုံတွေကိုပြောပြပေးပါမယ်။ဟင်းခတ်မခွေးကြံလောကမှာမရှိမဖြစ်တဲ့ကြက်တုံနီဟာစပူချောင်းရဲ့ဖွရင်လိုတောင်တင်စားလို့ရပါတယ်။အေရတာအတွက်တင်မကပဲကျမ်းမာရေးအတွက်ပါအလွန်ဆေးဖက်ဝင်တဲ့ကြက်တုံနီရဲ့အကြောင်းကိုအချက်အလက်စုံလင်စွာစုစည်းထားပါတယ်။ကြက်တုံနီစားသုံးသင့်သည့်အကြောင်းရင်းတွေကတော့ကြက်တုံနီမှာဗီတာမင် C, B6, ပိုတက်ဆီယမ်နဲ့ဓာတ်တူးဆန့်ကျင်ပစ္စည်း excitation တွေကျွဲလွှားစွာပါဝင်ပါတယ်။သွေးတွင်းကိုလက်စကျောကိုလျှော့ချစေပြီးသွေးပေါင်ချိန်ကိုထိန်းညှိပေးတာကြောင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။ဗီတာမင် C ပါဝင်မှုမြင့်မားလို့ခန္ဓာကိုယ်ရဲ့ခုခံအားကိုမြင့်တင်ပေးပြီးယောဂပိုးမွှားတွေကိုတိုက်ဖြတ်ပေးပါတယ်။သွေးချူထိန်းညှိခြင်းကြက်တုံနီမှာပါတဲ့ strychnine နဲ့ဆာလဖာဓာတ်ပေါင်းတွေဟာသွေးတွင်းကြားဓာတ်ကိုထိန်းညှိပေးတာမို့စီးချိုသမားတွေအတွက်ထူးကောင်းမွန်ပါတယ်။အယူကျမ်းမာရေးလေလာမှုများအရကြက်တုံနီပုံမှန်စားခြင်းကအယူသိပ်ဒီစ်ကိုကောင်းမွန်စေပြီးအယူပိုးယောဂါကိုကာကွယ်ပေးပါတယ်။အစာချေစနစ်ကောင်းမွန်စေပြီးအချင်တန်းနဲ့လက်ဆက်ရှိတွေပါဝင်လို့ဦးလင်းကြောင်းကအကျိုးပြုဘက်တီးရီးယားတွေကိုအားပေးပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။ဗီဒူတွေကကြက်တုံနီကိုပိုစားတင်တယ်။သွေးကြောပိတ်ဆို့မှုကိုတက်တာစေတာကြောင့်မို့နှလုံးနဲ့သွေးတိုးယောဂရှိသူတွေပိုစားတင်ပါတယ်။သွေးတွင်းကြားဓာတ်ကိုတဘာဝအတိုင်းထိန်းညှိပေးတာကြောင့်မို့စီးချိုဝေနာရှင်များပိုစားတင်ပါတယ်။အေးမီနာဆေးလွယ်သူများအတွက်တော့ကြက်တုံနီရဲ့ပိုးဓာတ်အာနီတင်အသက်ရှူလမ်းကြောင်းဆိုင်ရာဖြစ်နာတွေကိုတက်တာစေပါတယ်။အသားရည်ထိမ့်သိမ်းလိုသူများဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဆဲတွေပျက်စီးမှုကိုကာဝယ်ပေးလို့အိုမင်းညင်ရောမှုကိုနေကွေးစေပါတယ်။ဘသူတွေရှောင်တင်တယ်လေဒို့မဟုတ်တတိထားစားတင်တယ်လေကြက်တုံနီအကျိုးများပေမဲ့အောက်ပါလူစုတွေကတော့တတိထားဖို့လိုပါတယ်။ရင်ဘူးတက်တုံများ seekers ကြက်တုံနီကိုအထူးချင်းစိမ့်စားစားမယ်ဆိုရင်အစာအိမ်အစစ်အထက်တက်ပြီးရင်ဘူးတာကိုပိုဆိုးစေနိုင်ပါတယ်။ထိုမကြီးလှုပ်ရှားမှုမမှန်သူများအစာချေစနစ်လုံမင်းထိခိုက်လွယ်သူတွေမှာကြက်တုံနီစားရင်ဘိုက်ပိုတာလေပိုတာတွေဖြစ်တတ်ပါတယ်။သွေးကြေးဆေးတောင်းနေသူများမှာတော့ကြက်တုံနီမှာသွေးကြေးစေတဲ့အာနီတင်ရှိလို့ဆေးနဲ့ဓာတ်ပြုပြီးသွေးရင်ကျဲသွားနိုင်တာကြောင့်အလုံးနှချွမ်စားတင်ပါဘူး။အချို့သူတွေမှာကြက်တုံနီနဲ့မထင်ပဲအရေးပြားရရန်တာအနီးဆက်ထွက်တာမျိုးဖြစ်တတ်ပါတယ်။ဘယ်လောက်ပဲဆေးဖက်ဝင်နေပါစေအလွန်ကြံစားမိရင်တော့အေးထွက်ဆိုးကျိုးရှိတွေကရှိနေမှာပါ။ချစ်ကလေးတို့အတွက်အကျိုးရှိတယ်ဆိုရင်လိုက်နှင့်ကိုမန့်လုပ်ပြီးတခြားသူတွေရောအကျိုးရှိအောင်မျှဝေပေးသွားပါအောင်နော်။နောက်ထပ်တီးချင်တဲ့အတီးအရွက်အကြောင်းရှိရင်ကိုမမန့်သွားလိုက်ပါချစ်ကလေး